Premier League ဖလားကိုညီလေး City ဘက်အလေးတာစီကတဲ့ Man United အားလုံးပဲမင်္ဂလာပါများ YG Attendance Sport ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။ Manchester United ရဲ့ Premier League ပေါ်တင်ရောက်မှုကတော့အမခန်းပါပဲ။ United ဟာကြားသည် Premier League Champion နေရာအတွက်အဆုံးဖြတ်ပေးနိုင်တဲ့ power ရှိခဲ့ပြီး Arsenal နဲ့ Man City ကြားဆရာကြီးဖြစ်နေခဲ့ပါတယ်။ United ဟာပြီးခဲ့တဲ့အပတ်မှာတော့ Manchester City ကို Old Trafford မှာနိုင်ပြီးတကယ်ကြီး Arsenal ကိုကူညီခဲ့ပါတယ်။ဒါပေမဲ့ Arsenal ကနှစ်ပွဲဆက်တိုက်သေးကြားခဲ့တာကြောင့် City ကိုအမှတ်ဖြတ်ထားနိုင်မယ့်အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။ဒီမှာတော့ Man United က Arsenal ကို Emirates ထိလာရောက်ရှင်ပြိုင်ကစားခဲ့ပြီး 2-3 နဲ့နိုင်ရရှိသွားခဲ့ပါတယ်။ Man United ကနီးပြအသစ် Michael Carrick ရဲ့ဦးဆောင်မှုနဲ့တဟုန်ထိုးတွတ်တက်လာခဲ့တာပါ။ Arsenal ဟာဒီဟာဒီအိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အသင်းဆိုပေမဲ့ United ကိုလုံးဝရှင်မကစားနိုင်ခဲ့ပေခြေစွမ်းပိုင်းရောစိတ်ဓာတ်ပိုင်းမှာအဖက်ဖက်ကနေအရင်နေခဲ့ပါတယ်။ Arsenal ကအုံးဂိုးနဲ့ဆက်ပေးတွေကိုပဲအားကိုးနေရပြီးအဖွင့်ဂိုးကိုလေးဆန်ဒိုမာတီးနဲ့အုံးဂိုးကနေရရှိခဲ့ပါတယ်။ဒါပေမဲ့ရှုံးမကြောင်းနေတဲ့အာဒီတာရဲ့အသင်းကတကိုးရပေးတာနဲ့ပြာရခတ်နေပြီးအမားတွေဆက်တိုက်ကျူးလွန်လာပါတယ်။ Brian မှာ Brian Mbeumo ကခြေပါကိုသွင်းယူပေးခဲ့တယ်လို့ဒုတိယပိုင်းပြန်ဆမှာလဲ Patrick Dogo ကဥဆောင်ကိုသွင်းပေးခဲ့ပါတယ်။ Arsenal ကသူတို့ရဲ့အားကိုးရာဆက်ပေးကနေခြေပါကိုတကိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမာတီယက်ကွန်ညာက United အတွက်အနိုင်ဂိုးကိုသွင်းယူပေးလိုက်တဲ့အခါ Arsenal တို့အသေးကွဲခဲ့ရပါတယ်။ United ရဲ့နိုင်ပွဲကသူတို့အသင်းကို Top 4 နေရာကိုရောက်ရှိသွားစေခဲ့တယ်လို့ Arsenal ကိုလည်း Man City နဲ့၄မှတ်ပဲကွာသွားစေခဲ့ပါတယ်။ Man City အတွက်ဖလားလူပွဲမှာ Arsenal ကိုအမိလိုက်ဖို့ United ဘက်ကတစ်ဖက်တစ်လမ်းကနေကူညီပေးခဲ့ပြီးဒီဟာဒီ Premier League ဖလားကြီးက Manchester မြေကိုပြန်ရောက်လာစေဖို့ညီလေး City ဘက်ကိုအလေးတာစေခဲ့ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။